မင်္ဂလာပါရှင်ဒီနေ့မှာတော့စစီက N4 level မှာကျောင်းသားများစုမှတက်ကြတဲ့ဘတ်တာတုတ်ကိုတို့နဲ့ဘတ်တာပါကာလီရဲ့အသုံးလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့စစီတို့တွေပထမဆုံးဘတ်တာတုတ်ကိုတို့လေးကိုကြည့်ကြည့်ကြရအောင်ဘတ်တာတုတ်ကိုတို့လို့ပြောလိုက်ပြီဆိုရင်ကဘတ်တွေကိုတောက်ပေါင်ပြောင်းပြီးတော့အနောက်ကတုတ်ကိုတို့နဲ့ဆက်ပြီးတော့သုံးရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မြန်မာလိုတိပေကဘာလဲဆိုလို့ရှိရင်တော့ဘတ်ပြီးခါစားအဲ့တော့အလုပ်ခုကိုလောလောလတ်လတ်လုပ်ပြီးခါစားအချိန်ကြီးကိုဖော်ပြတဲ့အခါမျိုးမှာဘတ်တာတုတ်ကိုတို့ကိုသုံးပါတယ်ရုပ်ရှင်ပြီးခါစားအချိန်တစ်ခုကိုဖော်ပြခြင်းလေဆိုလို့ရှိရင်တော့ဇီရိုကအေယာဝအိုဝတ်တာတုတ်ကိုတို့လက်ဆိုပြီးတော့သုံးပါမယ်ကဲဒါဆိုရင်နောက်တစ်ကြောင်းကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်ရှောဝအိုအာဘီတာတုတ်ကိုတို့လက်ရေချိုးပြီးခါစားပဲရှိပြီပြီးခါစားဆိုတဲ့အချိန်တစ်ခုကိုဖော်ပြခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အာဘီတာတုတ်ကိုတို့လက်နဲ့သုံးထားပြီးတာဖြစ်ပါတယ်။ဒီလိုဆက်ပြီးတော့ဘတ်တာပါကာလီကိုဆက်ပြီးတော့ကြည့်ကြမယ်နော်။ဘတ်တာပါကာလီမှာလည်းဒီလိုပဲဘတ်တွေကိုတောက်အောင်ပြောင်းပြီးတော့အနောက်ကပါကာလီနဲ့ဆက်ပြီးတော့သုံးရမှာဖြစ်တယ်။ဒါဆိုရင်သူ့ရဲ့မြန်မာလူတွေကလည်းဘတ်ပီးခါစားသူ့ရဲ့အသုံးလေးကိုစစေးလို့ဆက်ပြီးကြည့်ကြည့်မယ်နော်။လုံဆောင်ချက်တစ်ခုပြီးခါစားအချိန်ကိုဖော်ပြတဲ့အခါမျိုးမှာသုံးရင်လာရင်နှစ်တွေကြာတော့လည်းပဲဒီကိစ္စကိုပြောနေတဲ့သူကသူ့ရဲ့စိတ်ထဲမှာတိုတောင်းတဲ့အချိန်ကာလအတွင်းမှာပဲရှိတယ်လို့သတ်မှတ်ထားရဆိုလို့ရှိရင်တော့စစေးတို့တွေဘတ်တာပါကာလီကိုသုံးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ပို့ပြီးတော့ရှင်တော့ဥပမာစာကြောင်းလေးနဲ့ဆက်ကြည့်မယ်နော်။ခေါ်တော့မို့ကဥမာလေးတာပါကာလီです။ခလေးမွေးပြီးခါစားပဲရှိနေတယ်။ခလေးမွေးထားတာကတစ်လဖြစ်ခြင်းနဲ့ဖြစ်နေ၊နှစ်လဖြစ်ခြင်းနဲ့ဖြစ်နေ၊သုံးလဖြစ်ခြင်းနဲ့ဖြစ်နေ။ဒါပေမဲ့ဒီစာကြောင်းကိုပြောတဲ့သူကသူ့ရဲ့စိတ်ထဲမှာခလေးမွေးထားတာကတိတ်မကြသေးဘူးလို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာလေးတာပါကာလီကိုသုံးထားတာဖြစ်ပါတယ်။ဒါဆိုရင်လက်နီလေးကိုဆက်ပြီးတော့ကြည့်ရအောင်။နိဟွန်အေစန်ကာဂီဆိုမာအေနီခီတာဘကာလီဂျပန်ကိုလွန်ခဲ့တဲ့3လကလာကာစားပဲရှိနေတယ်။ဒီမှာဆိုလို့ရှိရင်လည်းလွန်ခဲ့တဲ့3လဆိုတဲ့အချိန်ကနေငယ်ကြနေပြီဖြစ်တော်လေးပဲဒီစာကြောင်းကိုပြောမိသူကသုံးမိသူကသူ့ရဲ့စိတ်ထဲမှာအချိန်တူတွင်းလေးလို့ပဲသူ့မှာသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စစေးတို့နောက်မှာခိတာဘာကာလီဆိုပြီးတော့သုံးမိထားတာဖြစ်ပါတယ်ဆက်ပြီးတော့စစေးတို့တွေကဘတ်တာတုတ်ကိုလိုနဲ့ဘတ်တာဘာကာလီကိုရှင်းပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဘတ်တာတုတ်ကိုလိုမှာကတော့လောလောလတ်လတ်ပြီးတာစားအချိန်တစ်ခုကိုဖော်ပြတဲ့နေရာမှာတုံးပြီးတော့ပြောလို့တဲ့အချက်လက်တစ်ခုတန်တာဖြစ်ပြီးတော့ဘတ်တာဘာကာလီမှာတော့ပြီးတာစားအချိန်တစ်ခုကိုဖော်ပြတဲ့အခါမျိုးမှာတုံးပြီးတော့အကြောင်းရင်းရှင်းပြလိုခြင်းတွေကနောက်ပင်မှာကပ်ပြီးတော့ပါနေကြပါတယ်။ဒါဆိုရင်ဥပမာစာကြောင်းလေးနဲ့ဆက်ပြီးတော့ကြည့်ကြည့်ရအောင်။ဦးချင်းကြီးခိုင်တဲ့ကိတာတုတ်ကိုလူです။အိမ်ကိုပြန်ရောက်ပြီးကစားပဲရှိတယ်။ဒါကလောလောလတ်လတ်ပြန်ရောက်ပြီးတဲ့အချိန်တစ်ခုကိုဖော်ပြတာဖြစ်ပြီးတော့ဘတ်တာဘာကာလီရဲ့အောက်မှာရှိတဲ့ဥပမာစာကြောင်းလေးကတော့ဦးချင်းကြီးခိုင်တဲ့ကိတာဘာကာလီですよ။စကားလေးတေးအီလူကရာနာနီကိုယာလီကြခုနိုင်အိမ်ကိုပြန်ရောက်ပြီးကစားပဲရှိတယ်။ပြင်းမဲနေတာကြောင့်ဘာလို့မှမလုံနိုင်ဘူး။ဘတ်တာဘာကာလီဆိုတဲ့စာကြောင်းမျိုးတွေသုံးထားတယ်ဆိုလို့ရှိရင်ကဒီမှာဆိုလို့ရှိရင်သူ့ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုပေါ်ပြတဲ့စာကြောင်းမျိုးတွေပါတတ်ပါတယ်။ဒါဆိုရင်ဒုတိယတစ်ချက်ကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်။နောက်တွင်ကိန်းနေမလိုက်ပါ။အဲ့တော့သူ့ကိုယ်လိုရဲ့အနောက်မှာတော့နောက်ကပ်ပြီးတော့လိုက်ထားမရှိပါဘူး။ဒီဘက်မှာကြတော့ဘတ်တာဘာကာလီမှာဆိုလို့ရှိရင်တော့ဘတ်တာဘာကာလီရဲ့နောက်မှာနောက်ကပ်ပြီးတော့လိုက်နိုင်ပါတယ်။ဒါဆိုရင်ဥပမာစာကြောင်းလေးစစီလိုစကြည့်ကြည့်ရအောင်။ခက်တာတုတ်ကိုလိုနော်ဟုံးဝေလေးတွေစာအုပ်ဒီလိုစာကြောင်းမျိုးမှာဆိုလို့ရှိရင်တော့တုတ်ကိုလိုရဲ့နောက်မှာဟွန်းဆိုတဲ့နောက်ကပ်ပြီးတော့မလိုက်ပါဘူး။ဒီမှာဆိုလို့ရှိရင်တော့ခက်တာဘာကာလီနော်ဟုံးဝေလေးတွေစာအုပ်ဒီမှာဆိုလို့ရှိရင်တော့ဘတ်တာဘာကာလီရဲ့နောက်မှာတော့ဟွန်းဆိုတဲ့နောက်လေးကပ်ပြီးတော့လိုက်နိုင်ပါတယ်။နောက်ဆုံးချက်ကိုဆက်ပြီးတော့ကြည့်ကြရအောင်ဘတ်တာတုတ်ကိုလိုကလက်လက်ဆက်ဆက်ဖြစ်ပြီးတာစားအချိန်ကာလတစ်ခုမှာသုံးရတာဖြစ်ပြီးတော့အချိန်ကာလအဖြစ်လရီနှစ်တည်ကြတဲ့ခါမျိုးမှာမသုံးပါဘူးဘတ်တာဘာကာလီကတော့လက်လက်ဆက်ဆက်ဖြစ်ပြီးတာစားအချိန်ကာလတွေကိုပြောဆိုတဲ့အခါမှာသုံးလို့ရနိုင်တယ်လို့ဒါအပြင်ပြောတဲ့သူကသူ့ရဲ့စိတ်ထဲမှာတိတ်မကြသေးဘူးလို့ထင်ရတဲ့အချိန်ကာလအဲ့ဒီအချိန်ကာလဟာဆိုရင်လရီလေးဖြစ်နိုင်တယ်လို့နှစ်တည်လေးဖြစ်နိုင်တယ်ဒီလိုအချိန်ကိုပြောဆိုတဲ့အခါမှာဆိုလို့ရှိရင်တော့ဘတ်တာဘာကာလီကိုသုံးပါတယ်ဒါဆိုရင်စစေဥပမာစာကြောင်းလေးတွေကိုဆက်ပြီးတော့ကြည့်ကြရအောင်။ဧကဂေဆိုမာရဲ့နိရှုမောတိုယာမေတာတုတ်ကိုလိုです။လွန်ခဲ့တဲ့တလားကအလုပ်ကိုထပ်ပြီးရတာဖြစ်တယ်။ဒီစာကြောင်းမှာဆိုလို့ရှိရင်တော့ဧကဂေဆိုမာအေနီဆိုတဲ့လအဖြစ်ကြာညနာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအပြင်သူကလောလောလတ်လတ်ဖြစ်ပြီးကစားအချိန်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘတ်တာတုတ်ကိုလိုကိုသုံးလို့မရဘူး။
バタバカリウマサダリコセビオジジメスリのイカゲソマエに仕事をやめたばかりです。ロネラがアロゴトビガザチリ、イレズミミョマソルシーのバタバカリをどうやばれ。そのティッシュビドアレリアチングをトゥメジズティッシュパリシェ。